ခုပဲအပြင်မှာကျွန်တော်တို့ငန်းဆောင်တာတွေအလုပ်လုပ်ရင်းနဲ့ကျွန်တော်လူပေါ့နော်အဲ့လူတွေလိုနေကျွန်တော်ပြန်ရောက်တယ်ပြန်ပြီးတော့ကျွန်တော်သမီးစီကနေကျွန်တော်တည်င်းဝင်လာတယ်ပပတဲ့မိုးမိုးဆုံးပြီတဲ့စိတ်မကောင်းပါဘူးဘာကြောင့်စိတ်မကောင်းဖြစ်လဲဆိုတော့ကျွန်တော်သမီးအတွက်စိတ်မကောင်းဖြစ်တာကျွန်တော်တို့ကြတော့ပြီးသွားပြီဘာကြောင့်လဲဆိုတော့သူ့မှာလည်းမိသားစုရှိတယ်ကျွန်တော်မှလည်းမိသားစုအသစ်ရှိတယ်သူ့မှာလည်းမိသားစုအသစ်ရှိတယ်ကျွန်တော်အဖက်ဖက်ကိုကြည့်ပြီးတော့ကျွန်တော်တစ်ခါ post တင်လိုက်သေးတယ်ကောင်းအောင်သူကလေးလာပါစေလို့ကျွန်တော်ကားမောင်းနေနေရေးပြီးတော့တင်လိုက်တယ်ဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားတယ်သူကြိုက်မှာမဟုတ်ဘူးဘာလို့သူ့မှာလည်းမိသားစုရှိတယ်ကျွန်တော်မှလည်းမိသားစုရှိတယ်ဒါပေမဲ့နားလဲမှုတစ်ခုနဲ့ပဲသူပြောပေးရင်ပေးထားလိမ့်မယ်ဒါပေမဲ့သူတို့စိတ်ထဲမှာတော့ကြိုက်မှာမဟုတ်ဘူးဘာလို့အောင်တော့သူ့မိသားစုနဲ့သူရှိနေတာဒါကြောင့်မလို့ကျွန်တော် post ကိုပြန်ဖြတ်လိုက်တယ်အခုကျွန်တော်ကသူ့ကိုစိတ်မကောင်းတော့စိတ်မကောင်းဘူးဒါပေမဲ့ကျွန်တော်ပို့ပြီးစိတ်မကောင်းဖြစ်ရမှာကျွန်တော်သမီးတို့ကျွန်တော်စိတ်မကောင်းဖြစ်ရမှာသမီးမမေမရှိတော့ဘူးအဖေကလည်းအဖေပဲအမေကလည်းပပပဲအဖေလည်းပပအမေလည်းပပပဲဒါကြောင့်မလို့ကျွန်တော်သမီးတို့ကိုကျွန်တော်ပြင်ဆင်ရမယ်အဲ့တော့မိတ်ဆွေတွေအနေနဲ့စိတ်မကောင်းဖြစ်တာကိုနားလဲပါတယ်ဒါပေမဲ့ကိုတိုင်းလည်းမတည်ဘူးမထင်နဲ့တည်မျိုးတွေကြီးပဲပြင်ဆင်တတ်ကြတယ်ကျွန်တော်အခုကိုပြင်ဆင်နေတယ်ကျွန်တော်သားသမီးတွေအတွက်ကျွန်တော်ပြင်ဆင်တယ်ကျွန်တော်ကြိုက်တဲ့အရာတွေအားလုံးစွန့်ပစ်တယ်မကောင်းဆိုတဲ့အရာတွေအကုန်စွန့်ပစ်တယ်ကျွန်တော်သမီးတွေကျွန်တော်ပြင်ဆင်တယ်ကျွန်တော်သားသမီးတွေအတွက်ကိုကျွန်တော်လိမ်ပါတယ်ကိုလိမ်ပါတယ်ကျွန်တော်သူများချီးမွမ်းမခံဘူးကိုပဲချီးမွမ်းတယ်ဒီသူတော်ကောင်းတွေချီးမွမ်းရင်ချီးမွမ်းမချီးမွမ်းရင်လည်းမကဲ့ရအောင်ကျွန်တော်နေတယ်ဒါကျွန်တော်ပြင်ဆင်ခြင်းပဲကျွန်တော်ကလူသားတယောက်ပါကျွန်တော်မှာအားလုံးခံစားမှုတွေရှိတယ်သူ့အရာနဲ့သူပါပဲတကန့်စီထားပါတယ်မှတ်ထားနော်ကျွန်တော်တို့ခမရတို့တီမျိုးတွေကြီးပဲအဲ့တော့မိတ်ဆွေတွေအနေနဲ့ကစိတ်မကောင်းဆိုရင်ဟာလာရည်စူးပြီးတော့ကုတူရေးလုပ်ပေးပါအိမ်ကဖះကိုတောက်တော်ရန်ကတ်တာဖြစ်စေစွန်းတော်ကတ်တာဖြစ်စေစီမီပန်းကတ်တာပဲဖြစ်စေအခါကျရင်အာရုံလေးပြုပြီးတော့စိတ်မကောင်းလို့ဆိုတဲ့လူတွေမေတ္တာကုသိုလ်အမျှပေးလိုက်ပါနော်အဲ့လိုမျိုးလုပ်ပေးပြီးတော့ကိုလည်းတည်ဖို့အတွက်ကိုပြင်ဆင်ကျွန်တော်လည်းတည်မျိုးပဲကျွန်တော်လည်းတည်ဦးမှာကျွန်တော်သမီးလေးကိုကျွန်တော်ဘယ်လိုခွန်အားပေးစကားပြောရလဲဆိုတော့သမီးပပလည်းစိတ်မကောင်းဒါပေမဲ့ပပရှိသေးတယ်နော်သမီးနော်သမီးလိုတာပြောကျွန်တော်အားလုံးဖြည့်ဆည်းပေးမယ်အခုလေးဒီတိုင်းပါပဲကျွန်တော်သမီးကကျွန်တော်နဲ့နေတာပါသူ့ကိုတက်ကျွန်တော်တပင်နိုင်မြန်နှမ်းထားတာပါသူ့မိနဲ့နေတာမဟုတ်ပါဘူးဒါပေမဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေကဘာပဲသူ့မှာအမေတယောက်မရှိတော့ဘူးကျွန်တော်စိတ်မကောင်းဖြစ်တယ်ဆိုတာကျွန်တော်သမီးတို့ပဲကျွန်တော်စိတ်မကောင်းဖြစ်တာဒါပေမဲ့ချက်ချင်းကျွန်တော်ပြန်ရုပ်သိမ်းတယ်ဒီစိတ်မကောင်းတော့ငါသမီးတို့ငါဘာပြန်လုပ်ပေးရမလဲဘာတွေပြင်ဆင်ရမလဲကျွန်တော်နံပါတ်1တာပဲစဉ်းစားတယ်အဲ့တော့စိတ်တော့မကောင်းဘူးဒီကမိတ်ဆွေတွေလည်းစိတ်မကောင်းဘူးဆိုရင်လုတ်တဲ့ကုသိုလ်ကောင်းမှုမှန်သမျှဖះเจ้าသွားရင်ဆိုလဲဖះเจ้าရောက်ရင်ဖះမှာဆူတောင်းပေးလိုက်ပါကုသိုလ်များပေးလိုက်ပါဗုဒ္ဓဘာသာတွေလည်းကိုယ့်အသာကိုဖះရည်ရန်ကတ်တာပဲဖြစ်စေစီမီပန်းကတ်တာပဲဖြစ်စေပန်းကတ်တာပဲဖြစ်စေဖះတန်ရှင်းလုပ်တာပဲဖြစ်စေဆူတောင်းပေးလိုက်ပါသူတို့မေတ္တာကုသိုလ်အမျှပေးလိုက်ပါကျွန်တော်တော့အဲ့လိုမျိုးပဲသဘောကျပါတယ်ကျွန်တော်လည်းအရန်ပင်ပန်းပါတယ်မပင်ပန်းချင်အောင်စောင့်တာပါကျွန်တော်တနေ့ကုန်တနေ့ကန်းကျွန်တော်ခီးတွေသွားတယ်ဒီနေ့လဲပန်းတတော်ကနေကျွန်တော်ပြန်လာတယ်အလူကိစ္စနဲ့မနေ့ကလည်းကျွန်တော်မော်လမြိုင်ကနေကျွန်တော်ကိစ္စနဲ့ကျွန်တော်ပြန်လာတယ်ကျွန်တော်ကရက်နေလို့မရဘူးကျွန်တော်မှလှုပ်ဆိုင်ရည်အများကြီးကျွန်တော်တောင်းယူထားတာတွေအများကြီးရှိတယ်နောက်တစ်ခုထပ်ပြောမယ်သမီးဖြူဖြူစင်စင်လင်းကကျွန်တော်နဲ့ပဲရှိတာပါမိခဲနဲ့စပြီးကွဲတယ်ကွာကျွန်တော်နဲ့ပဲရှိတာပါဒါပေမဲ့သူ့အမေနဲ့ခဏတာပဲနေပြေးတာပါကျွန်တော်ပဲထိန်းသိမ်းထားတာပါကျွန်တော်စိတ်တော့မကောင်းပါဘူးဒါပေမဲ့ Fiber တို့ဘာလို့သူ့အမေနဲ့သူတို့အခြေဆက်တော့ရှိတာပေါ့နော်လုပ်ငန်းဆောင်တာတွေပါလည်းဖြစ်စေအဲ့တော့ကျွန်တော်အရှိမပြောခဲ့တဲ့အတိုင်းပဲကျွန်တော်လည်းစိတ်မကောင်းပါဘူးခင်ဗျားတို့လည်းတင်မျိုးတွေကြီးပဲစိတ်မကောင်းဖြစ်တယ်ဆိုပြီးတော့မမေ့နဲ့ကိုလည်းနော်ဒါလေးပဲပြောချင်ပါတယ်ကုသိုလ်ကြီးများလုပ်ကြပါဖះကြိုက်တဲ့အမှုကိုပဲဆောင်ကြပါနော်ကိုတတိလေးနဲ့ကိုနေကြပါစိတ်မကောင်းလို့တခါတွေးမိတိုင်းကုသိုလ်လေးတခါပြုဝေးပါလို့ကျွန်တော်ပြောနေကျွန်တော် live လွှင့်တာကိုဒီကုန်းချုပ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မနေ့ပြန်ကျွန်တော်မြောက်ဥက္ကလာပါမှာတီလာရှင်ကျောင်းကျွန်တော်115ပါးရှိတဲ့တီလာရှင်ကျောင်းတိုင်းနဲ့တန်ခါကျောင်းတိုင်းကိုကျွန်တော်တွားလှူအောင်မယ်ပြီးအင်ဂျီ100အစိတ်20 30လောက်ရှိတာကိုကျွန်တော်တွားပြီးလှူပေးရအောင်မယ်ကျွန်တော်မှာကိစ္စတွေအများကြီးရှိပါတယ်
အားလုံးကျေးဇူးတင်ပါတယ်လို့เนาะကျွန်တော်မှလည်းမိသားစုရှိတယ်ဟိုဘက်မှလည်းမိသားစုရှိတယ်နားလည်ပေးကြပါအားလုံးပဲကျေးဇူးတင်ပါတယ်